မင်္ဂလာပါကျွန်တော်ကတော့အင်ချန်နယ်ဘဝတူလာတွေညဝေပေးနေတဲ့ကိုခိုင်သိန်းပါမိတ်ဆွေတို့ဒီနေ့အင်ချန်နဲ့ပတ်သက်ပြီးအင်ချန်မြေလုပ်ငန်းနဲ့ပတ်သက်ပြီးနည်းနည်းပြောပြပေးမှာဖြစ်ပါတယ်ပြောပြမယ့်ဒီနေ့အင်ချန်မြေအကြောင်းကတော့တာဝန်ယူမှုတာဝန်ခံမှုအပြည့်နဲ့လုပ်တဲ့လုပ်ငန်းတစ်ခုဖြစ်ပါတယ်အင်ချန်မြေလုပ်ငန်းဟာဆိုလို့ရှိရင်ရောင်းဖို့ပဲဖြစ်ဖြစ်ဝယ်ဖို့ပဲဖြစ်ဖြစ်အကျိုးဆောင်ပေးဖို့ပဲဖြစ်ဖြစ်ကိုလုပ်ပေးတဲ့ကိုဆောင်ရွက်ပေးတဲ့လုပ်ငန်းဟာဆိုလို့ရှိရင်တာဝန်ယူမှုတာဝန်ခံမှုအပြည့်ရှိရမယ့်လုပ်ငန်းတစ်ခုဖြစ်ပါတယ်ဒီလုပ်ငန်းဟာဆိုလို့ရှိရင်ကျွန်တော်တို့ကပြည်ရောပေါ့နော်ငွေရပြည်ရောဆိုတဲ့စိတ်နဲ့မဟုတ်ဘဲနဲ့တာဝန်ယူမှုတာဝန်ခံမှုအပြည့်နဲ့ဆောင်ရွက်ပေးရတဲ့လုပ်ငန်းတစ်ခုဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာအင်ချန်မြေဘိုးတူတွေကြားကြပါလေလို့ပြောကြလိုပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်